အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတခါရွှေစည်းကုံဖျားမှာတည်ရှိတယ်အဲ့ဖွဲ9ပါးတွေကတပတ်အပါဝင်ဖြစ်တယ်12လရာသီလုံးအဖိုးဖွင့်တွေဝေးစားအခိုက်ခက်တွေစုံစုံလင်းလင်းနဲ့တင့်တယ်သောခရီးပင်ကြောင်းကိုကျွန်တော်တင်ဆက်ပေးသားမှာဖြစ်တယ်ဒီခရီးပင်ရဆိုလို့ရှိရင်ဖြင့်12လရာသီလူရီမိုးဆောင်ကာလပတ်လုံးခရီးပွင့်နေအမြဲတမ်းဖူးပွင့်တယ်သူရဲ့အလုပ်ပွင့်နေခါကြတော့ဖရရဲ့ပြဝိုင်းအတွင်းထဲမှာဖြစ်နေရဲ့အဲ့တော့ကြောင့်ဖရရဲ့ကောပကာဖွင့်နေတောင်းဝင်ရှုနေတော့တတ်မှတ်ထားတာပေါ့ဗျာအကိုက်ခက်တွေမခုရဘူးပေါ်မှာပွင့်နေပန်းနေလဲမခုရဘူးတတ်မှတ်ထားတော့ညာလည်းပဲသူ့အလိုလိုသဘောအလောက်ကြွေကြတဲ့ခေပန်းပွင့်လေးတွေကိုတော့ကောက်ယူခွင့်တော့ရှိပါတယ်ခင်ဗျာမနေ့ဒီနိုင်ကို9နိုင်ထို့ဆိုလို့ရှိရင်ပွေတီပွေလေးမြောက်ရလို့ချင်းခေပြီးအောင်ပါအများသူကခေပွေလေးလက်ကောက်သူတွေအများကြီးပေါ့ခေပွေလေးကောက်ပန်းလေးတီးပြီးလို့ရှိရင်ဖះကိုကတ်ဆူတောင်းပြည့်တယ်အဲ့လိုခေပင်မျိုးကြီးရဆိုလို့ရှိရင်ပကံညာဦးရွှေစည်းကုံဖះရဲ့ပြဝိုက်အတွင်းမှာတရှိပါတယ်ခင်ဗျာရွှေစည်းကုံဖះကိုလာလို့ရှိရင်ဖြင့်အဲ့ဖွဲ9ပါးတဲ့ဟာတပားအပါဝင်ဖြစ်တဲ့ခေပင်ယူလည်းပဲလာရောက်လေ့လာနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်လေးရဲ့ channel လေးကိုလည်းပဲရွှေစည်းကုံနဲ့ပတ်သက်တာတွေပကံညာဦးနဲ့ပတ်သက်တာတွေဆက်လက်တင်ပြပေးသွားမှာဖြစ်သည့်အတွက်ကြောင့် like and share လေးနဲ့ subscribe လေးများပြီးခဲ့ကြပါဦးခင်ဗျာ